ဟောအလီ ဟေး ဟိုဆိုင်ချင်းဒေါ်ဖယိုဖယဲကြည့်လား ဩဒေါ်ပယိုဖရဆိုတာအတော်ပဲ ဟောဟုတ်ကဲ့တော့ကျွန်တော်လေးကိုခောက်ဆွဲပွဲ30လောက်ကျွန်တော်ညံလေးရနေလို့ ညံ့ညံ့လေး ညံလေး ဩညံ့ညံ့လေးဆိုအကျော်စရာပြုံးဒုက္ခရေခဏလောက်ဒီမဲ့အော်ရာမာလို့သေချာလေးကြော်ပေးလိုက်နော်အေးရပြီဟေးသမားဗျံမလားဟေးသေချာထက်ထုတ်30ပွဲ30ဆိုတော့နော်သွားတော့ရပြီမလေးပစားခဏလာအောင်မလေးပစားငိုးဦးတို့အချင်းတို့သေချာထက်ပေးတော့ဒါအော်ရာသေချာလုပ်ပေးတော့ပွဲ30နော်အေးရပြီ နာမည်လေးဘလူးနာမည်လေးပေးထားမလဲမသိဘူးအဲ့ဒါလည်းခောက်ဆွဲကြော်ထားလိုက်ဗျကျွန်တော်ခဏနေမှပြန်လာပြီလေတော့နော် အေးဩနေငါမောင်ပြစ်တလန့်ခေါ်အောင်လို့မင်းနာမည်လေးပြောခဲ့အောင် ကျွန်တော်နာမည်လား အေး ကလေးကဝဟောအလီ ဟေး ဟိုဆိုင်ချင်းဒေါ်ဖယိုဖယဲကြည့်လား ဩဒေါ်ပယိုဖရဆိုတာအတော်ပဲ ဟောဟုတ်ကဲ့တော့ကျွန်တော်လေးကိုခောက်ဆွဲပွဲ30လောက်ကျွန်တော်ညံလေးရနေလို့ ညံ့ညံ့လေး ညံလေး ဩညံ့ညံ့လေးဆိုအကျော်စရာပြုံးဒုက္ခရေခဏလောက်ဒီမဲ့အော်ရာမာလို့သေချာလေးကြော်ပေးလိုက်နော်အေးရပြီဟေးသမားဗျံမလားဟေးသေချာထက်ထုတ်30ပွဲ30ဆိုတော့နော်သွားတော့ရပြီမလေးပစားခဏလာအောင်မလေးပစားငိုးဦးတို့အချင်းတို့သေချာထက်ပေးတော့ဒါအော်ရာသေချာလုပ်ပေးတော့ပွဲ30နော်အေးရပြီ နာမည်လေးဘလူးနာမည်လေးပေးထားမလဲမသိဘူးအဲ့ဒါလည်းခောက်ဆွဲကြော်ထားလိုက်ဗျကျွန်တော်ခဏနေမှပြန်လာပြီလေတော့နော် အေးဩနေငါမောင်ပြစ်တ